Hey, what the fuck? What the fuck? Yo. Hey, yo, mierda. Oh my. Oh my god, you brother, 这就 Oh my yo ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ညီမစော်ကြီးပဲဖြစ်ပါတယ်ဒီနေ့မှာတော့အရန်ကိုကြောက်ဖို့ကောင်းတဲ့ AD1 တစ်ခုလေးနဲ့မိတ်ဆက်ပေးပြတယ်အဲ့ဒီ AD1 ကတော့လုံးဝယူကြောက်ဖို့ကောင်းတယ်ပေါ့နော်ကျွန်တော်တို့ပြောရမယ်ဆိုလို့ကျွန်တော်တို့အရင်တော့အရန်နာမည်ကြီးခဲ့တဲ့မျက်လုံးနဲ့ကောထပ်တောင်ပူပြီးတော့ကြောက်ဖို့ကောင်းတဲ့ AD1 ကြီးပဲဖြစ်ပါတယ်အခုမှအသက်ဆက်ထွက်ရှိထားတဲ့တရေ AD1 အစ်စ်ကြီးကိုလုံးဝယူကြမ်းတမ်းနေတာယူကျွန်တော်တို့မြင်တွေ့ရမှာသူ့ရဲ့ပုံစံကြီးကတော့ပြထားတဲ့ပုံစံကြီးကလုံးဝ share ကြီးပြသလား Oh my god ကျွန်တော်လည်းစမ်းတော့မစမ်းရသေးဘူးပြသလားကျွန်တော်စမ်းမဲ့အခုကျွန်တော်အခုစမ်းစော်တာခုနေ့ကလေးဒီမှာကျွန်တော် AD1 တွေ့လို့ကျွန်တော်အခုတခါတည်းသူ့ရဲ့ပုံစံတွေပါကြည့်ပြီးတော့ကျွန်တော်စမ်းစော်တာပေါ့နော် Okay ဒီ AD1 ဘယ်လောက်ထိကြမ်းလဲမကြမ်းလဲဆိုတော့ brother တို့သိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ပြကြလို့ရှိရင်ဘယ်မှာဘလို့ထောင်းအောင်မလဲဆိုတော့ကျွန်တော်တခါတည်းပြောပြပြီးသွားမှာဖြစ်ပါတယ် Okay let's go guys Yo what the hell ရောက်ရေးကောင်းမယ်ဟာတဲ့လက်ခလုတ်ကမနှိမ့်မီဘူးတကယ်အော်အေးအာယုံတွေ့တယ်ကန်ကောင်းသွားနဲ့โอ้ยအာယုံနေနေတာမဟုတ်ကန်ဆောင်ကန်ကောင်းတယ် brother Okay brother ကျွန်တော်လိုချင်တာလည်းရပြီဆိုကျွန်တော်ချောင်းတော့ဒီဘက်ကိုအရင်ကြည့်မယ်ပေါ့နော်ဒီဘက်မှာရွာတွေပါရှိမလားပေါ့အော်နေ Okay ကျွန်တော်ရပြီအေးရပြီno ကျွန်တော်လုံးဝမအိတ်လို့မရအောင်နော်ဟိုကောင်းကြီးလာမလားကျွန်တော်စောင့်ကြည့်ရမယ်အဲ့ဒါဒီဘရဒီနေ့ကတော့အိတ်လိုက်တော့ဘာပြောဟိုကောင်းကြီးလဲစဝါလာတော့မသိဘူးပေါ့နော်အိတ်တော့ရင်အိတ်နဲ့လိုက်မယ် Okay let's go guys ဟိုနောက်ခေါင်းစကားကျွန်တော်တော့သိညမယ်နော်ဟိုဘဲလေးတယောက်ချင်တယ်你让嘛钱呢？比了嘛冇多。ကြောင်းမှာဘာလာပြောတယ်မသိရင်ဘာလာပြောတယ်ကွာဘာလာပြောတယ်ပေါ်ရလောက်တာလား brother ဝီးပေါ့ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်မှာနေလိုက်တာကျွန်တော်နှစ်ခေါင်းစကားမှနေလိုက်တယ်ကျွန်တော်3ရက်လောက်ကြာပါတယ်Oh brother မြင်တဲ့အတိုင်းပေါ့နော်ကိုဆိုကြီးရောက်လာတယ်ကျွန်တော်တို့ရှိကိုဆိုကြီးရောက်လာတယ်ပေါ့နော် Okay nice Okay အဲ့တော့ဒီနေ့ကလက်မယ်ပေါ့နော်လက်မယ်ဘာမှမရှိတော့ဒီကိုညာကျွန်တော်နောက်လိုက်လာတယ်ကျန်ကျွန်တော်ဒီအပေါ်တယ်ကိုကျွန်တော်တစ်ချက်လောက်ဝင်ကြည့်မယ်နော်Yo nice ကိုယူတယ်ရှားလို့ဒီစိတ်ညစ်သွားတာတောင်ကုန်းကြီးတွေ့ပြီးတော့မှတောအုပ်တယ်ကဲအဲ့တော့ကျွန်တော်တို့ဒီညတညတော့တောအုပ်ထဲမှာကျွန်တော်တစ်ချက်လောက်နေကြည့်မှာမောင်တော့ဟိုကောင်ကြီးလာမလားပေါ့ What the Oh my god brother တို့မြင်လိုက်လား brother တို့ကျွန်တော်ဒီဘက်မှာပစ္စည်းဟိုထည့်နေတဲ့အချိန်ပဲရှိတယ် I see you လို့တန်ထွက်လာပြီ
ကျွန်တော်တို့ဖြဲ6ပါဖြောက်ချဲသွားတာကအိမ်မယ်အားရင်အဲ့လိုမရတော့ဟာ brother တွေအားလုံးဘာနော်ကျွန်တော်ပြန်နေပြီးကြိုဆိုလိုက်ပါခုနကတော့ကျွန်တော်ဗီဒီယိုက recording ကပြည့်သွားတယ်ကျွန်တော်မသိလိုက်ဘူးဟောနော်အဲ့ကြောင့်ကျွန်တော် video recording ကအခုမှပြန်တွေ့မိတာမလို့နိုင်ကြည့်နေနဲ့တွေ့မိအဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ open မြင့်တကန်းကူးပြီးတော့ကျွန်တော်ဒီဘက်ကန်းကိုရောက်လာဒီဘက်ကန်းမှာကျွန်တော်တို့ဖြစ်လာပြီမိကြတော့ကျွန်တော်တို့ဟိုမှာ brother တို့တွေ့ခဲ့မှာပေါ့နော်အကောင်ကြီးပေါ့နော်မိကြတော့လေအဲ့ဒီအကောင်ကြီးပေါ်လာခဲ့တဲ့တိန်နေရပေါ့နော်နည်းနည်းမှောင်သလိုကျွန်တော်စိတ်ထဲခံစားရတယ်နမိုးလေးနာအောင်မှာမိုးအုပ်နေတယ်မျိုးကြီးပေါ့နော်အဲ့လိုမျိုးကြီးခံစားရတယ် what the heck ဟောချက်ကဝင်လာသေးတယ်这个这个，加来 brother 都加来了 I see you ဆိုပြီးတော့လေမာတော့ကျွန်တော်ဘာမှမတွေ့ဘူးနော်ဘာမှမရှိဘူးအဲ့တော့ကျွန်တော်ဒီမှာအိတ်လိုက်အောင်နော်ဒါဆိုတော့အတန်ကြားတယ်မလား I see you ဆိုရောလေအတန်ရအောင်နော်သိနေနော်ကျွန်တော်ပထမတော့မြင်လိုက်တာအကောင်ကြီးတော်တော်ရွအကြီးနော် brother တို့တကယ်အကြီးအကောင်ကြီးနေတာမို့ Okay ကျွန်တော်ဒီခါတော့ကျွန်တော်ရှောက်သွားကြည့်မယ်ပေါ့နော်ဘက်မှာလည်းကျွန်းရှိတယ် brother တွေ Oh brother တွေညနေတော့စောင်းနေပေါ့နော်ညနေတော့စောင်းနေပေါ့နော်အဲ့တော့ကျွန်တော်အိမ်ပြန်မှာဟိုဘက်လာမသိဘူးအေးအတန်ကြာလား brother Yo guys Hey, what the fuck? Yo. Hey, 面子。Oh my. Oh my god. Yo, ကျွန်တော်အိမ်ရှိမှာကျွင်းပြုတ်သွားမြင်လိုက်လား brother တို့ What the heck? No way, bro. Was it? ဒီမှာဒီကောင်ကြီးရှိတော့မှဒီလားအဲ့တော့ကျွန်တော်ဒီမှာစောင့်နည်းနည်းစောင့်ကြည့်လိုက်မယ်ဗျအချိန်ရလည်းတော်တော်လေးကြာနေပြီကျွန်တော်လည်းချိန်ပြီးလို့မရတော့ကျွန်တော်ဘာမှလည်းအလုပ်ကလေးပါလေးရှိသေးတော့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်ဗျအရင်တော့ပုံစံမျိုးဆိုကျွန်တော်အချိန်ပြီးလို့အရန်ကိုလွယ်တယ်ကျွန်တော်ဒါရွေးထိုင်ပြီးစော့လိုက်လို့ရတယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာကျွန်တော်ရဲ့ဟိုအိမ်လောက်ကိစ္စလေးပြီးတော့ကျွန်တော်မှအပြင်မှာအလုပ်လေးပါလေးကြည့်တယ်တော့လေပြန်မှာလုံးဝစိတ်ဝင်စားဖို့ကောင်းသွားပြီဒီလူဝင်းရဲ့ share ကြီးဗျာအဲ့ဒါကြီးမဟုတ်ဘူးကွာရောဘလို့ဖြစ်သွားတာလဲကျွန်တော်စဉ်းစားလို့တော့မရတော့ဘာဖြစ်သွားမှန်းလဲမသိလိုက်တာဗျာသလားOh my god, you brother, this is What the fuck? Hey, အကောင်ကြီးကအလောက်ကြီးတော့ကြီးသလားကျွန်တော်ကိုတူးချောင်လို့အရွယ်လောက်ပဲထင်တာပါနော်
ထမတော့လည်းကျွန်တော်ဖြတ်ခနဲမို့လို့တိတ်ပြီးတော့မကြည့်မိလိုက်ဘူးနော်ပြီးကြတော့ကျွန်တော်ဘေးနားမှာအဖွားရှိတော့အဖွားကိုနည်းနည်းတတိထားမိနေဝေးရလုံးဝယူကျန်းနေတာနော်သူကအာမပြေးနေသူတို့အမားတွေငါပြန်ဝဲရမယ်ရှိုးလာဟာဟာ nice okay ကျွန်တော်ဒီတညတော့စောင့်ကြည့်လိုက်အောင်မနော်ဒီတညမှာကျွန်တော်တို့ထူးခြားလာမယ်လို့လည်းထင်ပါတယ်ဗောနော်ဒီမှာညတွေတော့လည်းအဲ့လိုမျိုးဖြစ်ခဲ့ဘူးပေါ့ကျွန်တော်တို့အချိန်နဲ့တော်လေးကိုတော့ယူရတယ်ဗျ okay စောင့်ကြည့်လိုက်အောင် let's go ဗျာ okay ကျွန်တော်အိမ်ရတော့ဟိုမှာ let's go guys တန်ကြတော့နည်းလိုက်ကြည့်တာOh my god ဘာလို့မြင်လိုက်တာ What the fuck bro guys Oh my god ကြောက်ပါလားတကယ်လုံးဝသူ့စိတ်အကုန်ကြီးနဲလာအိမ်မို့ဗျာတကယ်ကြောက်စီရဗျာတလားလုံးဝကြောက်စီရတကယ်ကြောက်စီရဟာကြီးတော့မသိမလားလုံးဝကျွတ်စိန်Okay brother တွေ yo ကျွန်တော်ကတော့ရက်ချင်နေပြီပေါ့နော်ဒါပေမဲ့အကောင်အဒီကလုံးလုံးကြီးမမြင်ဘူးသေးတော့ကျွန်တော်လုံးဝကျွတ်စိန်ဖြစ်နေတယ်အကောင်လုံးလုံးကြီးကျွန်တော်လုံးဝမမြင်ဘူးသေးဘူးရမ်းမှောင်နေတဲ့ခါကြသေးလားအဲ့တော့ကျွန်တော်နည်းနည်းတော့အတန်လေးကိုနည်းနည်းနားထောင်ကြည့်မယ်လေနော် okay လားစောင့်ကြည့်ကြပါပေါ့边ထွက်ကြည့်ကြမယ် What the hell Oh What the fuck Yo Brother တို့ Oh my god Nhiều tụ bao chi phía kể thì làm thì cho nó chắc toán chi làm Mỹ để lòng quá rồi tôi lại đẹp ra đây bao chi rồi bao chi phía toàn mà Nhiều bro cho nó đi con gì là này bao chi để phía toàn này bọn nó Đúng không chứ xin thì đi ông brother số gì này rồi mà tao cú này rồi Aku channel နောက်နေ့ကျရင်ပုံလေးနဲ့တင်ပြမှာပဲဖြစ်ပါတယ်အဲ့တော့ Okay brother တို့ကျွန်တော် TikTok channel လေးပေါ့နော် Guido လေး Village ဆိုတဲ့ TikTok channel လေးကိုလည်း follow လေးလုပ်ပြီးကြားပါအောင်ဒီရန်ချမ်းနေပေါ့နော် AD1 ကြီးကိုဆော့ကျင်နေဆိုလို့ရှိရင်ကျွန်တော် TikTok channel မှာတင်ပေးမှာမို့လို့TikTok channel မှာပေါ့နော်ပြန်လဲစုံတွေ့ကြမယ်Okay အားလုံးပဲကျေးဇူးရမ်းတင်ပါဗျာဒီနေ့အကောင်ရတော်ယူမှာကျန်းတယ်ဗောနော်အသက်ထွက်ထားတဲ့ AD1 ပဲဖြစ်တယ်ဗောနော် Okay brother ဒီနေ့တော့ပဲအားလုံးပဲ bye bye ပါခင်ဗျာအပြည့်တယောက်ချင်းတိုင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာအားလုံးပဲ bye bye ကျွန်တော်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and subscribe လေးလုပ်ပြီးသွားကြပါအောင်ခင်ဗျာကျွန်တော် subscriber လေးလိုအပ်နေပါတယ်ကျွန်တော်ပထမအကောင့်ပါဗောနော်သူများခိုးရတယ်ဗောနော်အဲကြောင့်မို့ဒီကောင်အကောင့်တင်နဲ့ပြန် run ခြင်းပဲဖြစ်ပါတယ်အားလုံးပဲ bye bye ဒီနောက်ပိုင်းပို့ကောင်းတဲ့အရာတွေကိုယူဆောင်လာပြီးမှလို့ယူဆောင်လာပြီးမှမို့အားလုံးအားပေးကြပါဦးခင်ဗျာအားလုံးပဲ bye bye ပါခင်ဗျာ